အားလုံးပဲမင်္ဂလာပါ Study in Hangul Channel ကပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ Level 1 Grammar ဖြစ်တဲ့ gwa wa ha ကို rang iran ဆိုတဲ့တရားရှင်းလင်းချက်တွေကိုပြောပြပေးမှာဖြစ်ပါတယ်။ဒီတရားဆိုရင်နှစ်အတူဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ကျောင်းသားတွေကတော်တော်များများတူတယ်လို့အထင်မှားတတ်ကြပါတယ်။အဲ့ဒါကြောင့်သုံးပုံသုံးနည်းမတူကြဘူး။ဘယ်လိုမျိုးသုံးပုံသုံးနည်းကဘယ်လိုကွာခြားလဲဆိုတာကိုဒီဗီဒီယိုလေးမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ gwa wa အရင်ဆုံး gwa wa ရဲ့သုံးပုံသုံးနည်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်။ gwa wa ကတော့စာရေးတဲ့အခါသို့မဟုတ် presentation လုပ်တဲ့အချိန်မျိုးမှာအသုံးပြုကြပါတယ်။ထုံးစံတိုင်းပဲသူ့ရဲ့အရှိမ noun နဲ့တွဲပြီးတော့တွဲသုံးတဲ့ noun မှာအသက်ပါလားမပါလားဆိုတာကိုအရင်ကြည့်ရပါမယ်။တွဲသုံးတဲ့ noun မှာအသက်ပါလို့ရှိရင်တော့ gwa ကိုသုံးပြီးတော့အသက်မပါရင်တော့ wa ကိုသုံးပါတယ်။ဥပမာ 한국과 일본은 가깝습니다. 코리아နဲ့ဂျပန်ကနီးပါတယ်။အဲ့တော့ 한국 မှာအသက်ပါနေတာဖြစ်တဲ့အတွက်ကြောင့် gwa ကိုသုံးထားပါတယ်။ 학교와 집이 멉니다. ကျောင်းနှင့်အိမ်ကဝေးပါတယ်။ကျောင်းမှာ학교မှာအသက်မပါတဲ့အတွက်ကြောင့် wa ကိုသုံးထားတာဖြစ်ပါတယ်။ 나와 친구는 영화를 봤습니다. ငါနဲ့တငယ်ချင်းကရုပ်ရှင်ကြည့်ခဲ့ပါတယ်။နာဆိုတဲ့ noun မှာအသက်မပါတာဖြစ်တဲ့အတွက်ကြောင့် wa ကိုသုံးထားပါတယ်။နောက်တစ်ခုကတော့ ha ကိုဖြစ်ပါတယ်။ ha ကိုကတော့စကားပြောတဲ့အခြေအနေမျိုးမှာအသုံးပြုကြပါတယ်။ထုံးစံတိုင်းပဲသူ့ရဲ့ရှေ့မှာ noun နဲ့တွဲသုံးပြီးတော့တစိမ့်တွေဒါမှမဟုတ်ကိုယ့်နဲ့မရင်းနှီးတဲ့သူတွေသို့မဟုတ်ကိုယ့်ထက်အသက်ကြီးတဲ့သူတွေနဲ့စကားပြောဆိုတဲ့အခါမျိုးမှာ ha ကိုသုံးကြပါတယ်။ 엄마하고 시장에 갔어요. အမေနဲ့ဈေးကိုသွားခဲ့ပါတယ်။ 저하고 친구는 학교에 가요. ကျွန်တော်နဲ့တငယ်ချင်းကတော့ကျောင်းသို့သွားခဲ့ပါတယ်။သွားပါတယ်။ 친구하고 이야기를 했어요. တငယ်ချင်းနဲ့စကားတွေပြောခဲ့ပါတယ်။ဒါဆိုရင် run iran ဆိုတဲ့တရားကိုအသုံးပြုတဲ့ပုံစံကိုဆက်ကြည့်အောင်။ run iran ကလည်းပဲ ha ကိုလိုပဲစကားပြောတဲ့အခြေအနေမျိုးမှာသုံးပါတယ်။နောက်တစ်ခုကတော့မတူညီတဲ့ဟာကတော့တငယ်ချင်းတွေပေါ့နော်။တငယ်ချင်းဒါမှမဟုတ်ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံလို့ရတဲ့သူတွေနဲ့စကားပြောတဲ့အခြေအနေမျိုးမှာသုံးပါတယ်။ခုနက ha ကိုကတော့ကိုယ့်ထက်သက်ကြီးတဲ့သူတွေယဉ်ကျေးတဲ့စကားပြောတဲ့အခြေအနေမျိုးမှာသုံးပြီးတော့ run iran ကတော့ရင်းရင်းနှီးနှီးသုံးတဲ့အခြေအနေမျိုးမှာသုံးတာဖြစ်ပါတယ်။ပြီးတော့ထုံးစံတိုင်းပဲတွဲသုံးတဲ့ noun ကအသက်ပါနေလို့ရှိရင် iran ကိုသုံးပြီးတော့အသက်မပါရင် run ကိုသုံးပါတယ်။ 친구랑 같이 놀았어. တငယ်ချင်းနဲ့အတူတူကစားခဲ့တယ်။ 동생이랑 같이 공부했어. မောင်လေးနဲ့အတူတူစာလေ့လာခဲ့တယ်။ 책이랑 연필 샀어. စာအုပ်နဲ့ခဲတံဝယ်ခဲ့တယ်။ဒါဆိုရင်ဒီတရားလေးတွေကိုဘယ်လိုသုံးရမလဲဆိုတာကိုနားလည်သဘောပေါက်ပြီလို့ထင်ပါတယ်။မေးချင်တဲ့တရားလေးတွေရှိလို့ရှိရင် comment မှာမှတ်ပြီးတော့မေးထားလို့ရပါတယ်။နောက်ဗီဒီယိုနဲ့ပြပြပေးပါမယ်။네, 끝까지 시청해 주셔서 감사합니다. 다음 영상에 만나요. 안녕. 감사합니다.